စစ်ပွဲတဲ့ဆိုတဲ့ဒီရာကြောင့်အာရှတိုက်တစ်ခုလုံးပြိုလဲတော်မယ်အားလုံးပဲမင်္ဂလာပါဘဂန်တဲတဲမဲ့ channel ကနေပြန်လဲကြည့်စုပါတယ်အာရှတိုက်ဟာရေအစားအသောက်နဲ့စွမ်းရည်တွေပြက်လက်လာနေပြီးတိုက်ကြီးတစ်ခုလုံးစတင်ပြိုလဲနေပါပြီဒါဟာရေငတ်မွတ်တာကနေစတင်ပြီးနောက်မှာတော့စိုက်ပျိုးသီးနှံတွေပြည့်စည်တာလျှက်စင်မီတွေပြက်တောက်တာကနေလူတို့အုံကြွမှုတွေထိဖြစ်လာတတ်ပါတယ်ဒီနေ့မှာဖော်ပြလာတဲ့အချိန်မှာတော့အခြေအနေတွေကတကယ်ကိုစိုးရနေပြီဖြစ်ပါတယ်အခုဆိုရင်အာရှဒေါ်လာမှာအသက်သွေးကြောဖြစ်ခဲ့တဲ့မြစ်တွေခန်းချောက်တာလေကွင်းတွေဖုံဖုံဖြစ်ကုန်တာနဲ့ရေအားလျက်စစ်တွေရက်ဆိုင်တာတွေကိုနေရာတိုင်းမှာတွေ့နေရပါပြီ။တရုတ်မှာရေပြက်လက်နေတယ်လို့အိန္ဒိယမှာဂျွန်ရှားပါလာပြီးအရှိတောင်အာရှကတော့ပြင်းထန်တဲ့ပူဒဏ်ကိုခံစားနေရပါတယ်။ဒါဟာတိကျစီဖြစ်နေတဲ့ပြဿနာမဟုတ်ပဲကမ္ဘာလူရေတဝက်ကျော်ရှိတဲ့အာရှတိုက်ကြီးတစ်ခုလုံးအရှိန်ဟုန်နဲ့ပြိုလဲနေတာဖြစ်ပြီးရေအစားအသောက်နဲ့စွမ်းရည်ဆိုတာအချင်းချင်းချိတ်ဆက်နေတာကြောင့်တခုပြိုလဲတာနဲ့ကျန်တာတွေပါလိုက်ပါပျက်စီးနေတာဖြစ်ပါတယ်။အခြေခံကြဆုံးဖြစ်တဲ့ရေအကြောင်းကိုကြည့်မယ်ဆိုရင်အာရှရဲ့ယဉ်ကျေးမှုတွေကိုတိစောက်ပေးခဲ့တဲ့ဂင်္ဂါရန်စီနဲ့မဲခေါင်မြေကြီးတွေကအခုဆိုရင်တည်ဆုံနေပါပြီ1998ခုနှစ်မှာတရုတ်ရဲ့မြေဝါမြေကြီးရပ်ပေါင်း200ကျော်တိုင်းပင်လယ်ထဲစီးမဝင်နိုင်ပဲလုံးဝခန်းချောက်သွားခဲ့တာဟာလူရေလိုအပ်ချက်ကရရှိနိုင်မှုထက်ကျော်လွန်သွားပြီဆိုတဲ့သတိပေးချက်ပါပဲအခုဆိုရင်ဘေကျင်းလိုမြို့ကြီးတွေတောင်ကိုဒေသထွက်ရေနဲ့ကိုမရှင်တန်နိုင်တော့ပဲမိုင်ပေါင်းများစွာဝေးတဲ့တောင်ပိုင်းကရေကိုအကြီးစားစီမံကိန်းတွေနဲ့တွေ့ယူနေရပါတယ်ဘိုးအာရှကအာရပင်လေကြီးဆိုရင်ဝါကွန်းဆိုင်ဖို့မြေရေလွှဲခဲ့ရာကနေစေစုနဲ့အနေငယ်တွေရေတို့90ရာခိုင်နှုန်းကျော်ဆုံးရှုံးပြီးအစိမ့်တဲ့တဲကန်နာယာကြီးဖြစ်သွားခဲ့ပါတယ်။ဒါရီယာအတိတ်ကပုံမြင်မဟုတ်ပဲကျွန်တော်တို့မျက်မှောက်ခင်မှာတကယ်ဖြစ်ပျက်နေတာပါ။မြေအောက်ရေအခြေအနေကလည်းစိုးရိမ်စရာကောင်းလောက်ပဲထုတ်ယူသုံးစွဲနေကြပြီးတော့အိန္ဒိယ၊တရုတ်နဲ့ပါကစ္စတန်တို့ဟာကမ္ဘာမြေအောက်ရေထက်ဝက်နီးပါးကိုသုံးစွဲနေတာကြောင့်ရေမျက်နှာပြင်တွေတဖြည်းဖြည်းနဲ့နှိမ်ဆင်းသွားခဲ့ပါတယ်။ရှိနေတဲ့ရေမျက်နှာပြင်တွေကလည်းစက်မှုလုပ်ငန်းတွေနဲ့မိန်းလာတွေကြောင့်အစိမ့်သိညဉ့်ညမ်းနေပြီးတရုတ်နဲ့အိန္ဒိယကမြစ်တော်များများဟာဇီဝကမ္မရာတည်ဆုံနေပါပြီ။နောက်ထပ်ကြီးမားတဲ့ချင်းချောက်မှုကတော့တတိယဝင်ရိုးစုံလို့ခေါ်တဲ့ဟိမဝန္တာရေခဲတောင်တွေရေပြောနေတာပါ။ဒီရေခဲတောင်တွေကနေအာရှရဲ့အဓိကမြေကြီးတွေကိုရေပေးဝေနေတာဖြစ်ပေမဲ့2100ခုနှစ်မှာရေခဲတော်များများပျောက်ကွယ်သွားနိုင်တာကြောင့်ရေရှည်မှာရေပြက်လက်မှုဟာကပ်ဘေးတစ်ခုလိုဖြစ်လာပါလိမ့်မယ်။ရေပြက်လက်လာရင်စိုက်ပျိုးရေးနဲ့လျှက်စစ်ထုတ်လုပ်မှုတွေထိခိုက်လာပြီးနောက်ဆုံးမှာတော့နေဆက်ဖြတ်ကျော်မြစ်တွေကိုအကြောင်းပြုလို့နိုင်ငံချင်းချင်းစစ်ပွဲတွေထိဖြစ်လာနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။ဂင်္ဂါမြစ်ဟာအိန္ဒိယကနေဘင်္ဂလားဒေ့ရှ်စီးဝင်တယ်လို့မြန်မာဗုဒ္ဓရာမြစ်ကလည်းတရုတ်မှာစပြုပြီးအိန္ဒိယကိုဖြတ်ကာဘင်္ဂလားဒေ့ရှ်မှာဆုံးသက်ပါတယ်။မဲခေါင်မြစ်ဆိုရင်လည်းတရုတ်ကနေအရှေ့တောင်အာရှ9နိုင်ငံကိုဖျက်ဆီးနေတာပါ။ရေဒီပေါ်ပေါ်များများရှိတုန်းကတော့ဒီနိုင်ငံတွေကြားမှာစားကြုတ်တွေနဲ့အဆင်ပြေခဲ့ကြပေမယ့်အခုလိုရေရှားပါလာတဲ့အခါမှာအဲ့ဒီသဘောတူညီချက်တွေကပြက်ပြားစားပြူလာပါတယ်။ရန်ဘတ်နိုင်ငံတွေဖြစ်တဲ့အိန္ဒိယနဲ့ပါကစ္စတန်ကြားမှာအေဒူမြစ်ကိုခွဲဝေသုံးစွဲဖို့စေစုနေကြကြခဲ့တဲ့စားကြုတ်ရှိပေမယ့်အိန္ဒိယရဲ့ရေလိုအပ်ချက်မြင့်တက်လာတဲ့အခါမှာစားကြုတ်ကိုပြန်ပြင်ဖို့စကားတွေထွက်လာပါတယ်။ဒါဟာအင်ဒိုမြစ်ကိုပဲအဓိကအားကိုးနေရတဲ့ပါကစ္စတန်အတွက်တော့ရှင်သန်ရက်တည်ရေးချင်းချောက်မှုပါပဲ။အောက်ဘက်ကဘင်္ဂလားဒေ့ရှ်ဆိုရင်လည်းအိန္ဒိယကမြစ်ထက်ပိုင်းမှာဆယ်ရီဆောက်ပြီးရေလွှဲနေတာကိုစိုးရိမ်တကြီးနဲ့စောင့်ကြည့်နေရပါတယ်။မဲခေါင်မြစ်မှာလည်းတရုတ်ကဆယ်ကြီးတွေစောက်လိုက်တာဟာအောက်ဘက်ကထိုင်း၊ဗီယက်နမ်နဲ့ကမ္ဘောဒီးယားတို့မှာကြုံနေရတဲ့အပြင်းထန်မိုးကောင်မှုတွေနဲ့တိုက်ဆိုင်နေပါတယ်။ဒါရေကိုသုံးချပြီးနိုင်ငံရေးကစားနေတာလားဆိုတဲ့မေးခွန်းတွေထွက်လာနေပြီးရေအတွက်စစ်ပွဲတွေအခုထိမဖြစ်သေးပေမဲ့ဖိအားတွေကတော့တဖြည်းဖြည်းတက်လာနေပါတယ်။နိုင်ငံတနိုင်ငံဟာသူ့အတွက်မရှိမဖြစ်အရေးမြစ်တွေဆုံးရှုံးတော့မယ်ဆိုရင်တန်တမန်နီလန်ထက်စိတ်သက်ပိုင်းဆိုင်ရာအစွန်းရောက်တဲ့ရွေးချယ်မှုတွေကိုလှုပ်လာတတ်ကြပါတယ်။တကယ်တော့ရေဆိုတာတောက်ဖို့တွေမဟုတ်ပါဘူး။စေယုံ၊စက်ယုံ၊လျှက်စစ်ဓာတ်အားပေးစက်ယုံနဲ့အရေးကြီးဆုံးဖြစ်တဲ့စိုက်ပျိုးရေးအတွက်ပါမရှိမဖြစ်လိုအပ်တာပါ။အာရှရဲ့စိုက်ပျိုးရေးဒေါ်လာရေးကြောင့်အစားအသောက်တွေအရှံပဲထွက်လာခဲ့ပြီးလူသန်းပေါင်းများစွာစည်ရဲတွေကလွတ်ခဲ့ပေမယ့်ဒီအောင်မြင်မှုဟာရေကိုအလုံးရင်းနဲ့သုံးစွဲမှုပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။အခုဆိုရင်အာရှစိုက်ပျိုးမြေရဲ့35ရာခိုင်နှုန်းကဆယ်ရီတောက်မြေတွေဖြစ်ပြီးတိုက်ကြီးတစ်ခုလုံးရဲ့စားနပ်ရိက္ခာ60ရာခိုင်နှုန်းကျော်ကိုအဲ့ဒီမြေတွေကပဲထုတ်ပေးနေပါတယ်။ဆိုလိုတာကအာရှတိုက်သားတွေရဲ့အဓိကအာဟာရတွေကဆယ်ရီသွင်းစိုက်ပျိုးရေးပေါ်မှာမိခိုနေရပြီးအဲ့ဒီစနစ်သာရပ်သွားမယ်ဆိုရင်စားနပ်ရိက္ခာထက်ဝက်ကျော်ပြိုလဲသွားပါလိမ့်မယ်။ပိုချဖို့ကောင်းတာကအာရှမှာစိုက်ပျိုးရေးအတွက်ထုတ်ယူလိုက်တဲ့ရေရဲထက်ဝက်နီးပါးဟာရေမြောင်းနေပေါက်ပြဲတာအငွေ့ပြန်တာတွေကြောင့်အပင်စီမရောက်ပဲအလဟတ်တက်ဖြစ်နေရတာပါဒါပေမဲ့တောင်သူတွေမှာတော့ရွေးချယ်စရာမရှိပဲရေကိုဆက်ပြီးတော့ပဲမနာတမ်းမောင်းတင်နေရပါတယ်ပါကစ္စတန်မှာဆိုရင်စိုက်ပျိုးရေး90ရာခိုင်နှုန်းကျော်ကအီဒူမြစ်ပေါ်မှာပဲမူတည်နေတာမို့မြစ်ရေလျှော့တာနဲ့ရိတ်သိမ်းမှုတွေထိုးကျသွားပါတယ်အိန္ဒိယမှာလည်းလူဦးရေ1.4ဘီလီယံကိုကျွေးမွေးဖို့အတွက်ကမ္ဘာမြေအောက်ရေစုစုပေါင်းရဲ့၄ပုံတစ်ပုံကိုတနိုင်ငံတည်းကထုတ်ယူသုံးစွဲနေပါတယ်အစိုးရကလျှက်စစ်ကားတွေလျှော့ပေးထားတော့တောင်သူတွေကမြေအောက်ရေကိုခန်းချောက်တဲ့ထိမောင်းတင်ကြရာကနေခုဆိုရင်အရင်ကရေထွက်တဲ့အနက်ထက်10ဆလောက်ပိုတူးမှရေရတော့မယ့်အခြေအနေဖြစ်နေပါတယ်။ဒါတွေမကသေးပဲရာသီဥတုဖောက်ပြန်မှုကြောင့်2022ခုနှစ်မှာအိန္ဒိယဟာဂျုံထွက်နှုန်းတွေကျဆင်းပြီးဖိပတင်ပို့မှုကိုပိတ်လိုက်ရသလို
နောက်ပိုင်းမှာတော့စံတင်ဖို့မှုကိုလည်းကန့်သက်လိုက်ရပါတယ်ဒါကမ္ဘာဈေးကွက်ကိုပါတုံ့လှုပ်သွားစေခဲ့တာပါတရုတ်မှာလည်းကမ္ဘာလူဦးရေ20ရာခိုင်နှုန်းရှိပေမဲ့ရေချိုက6ရာခိုင်နှုန်းပဲရှိတာကြောင့်မြောက်ပိုင်းမှာရေပြက်လက်မှုအလယ်ပိုင်းမှာမိုးခေါင်မှုနဲ့တောင်ပိုင်းမှာရေကြီးမှုတွေကြားမှာစိုက်ပျိုးရာခံမှန်းရခက်တဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံငယ်လေးတွေဆိုရင်တော့မိုးနဲ့ရင်ခေါင်ပြီးမိုးများရင်ရေကြီးတဲ့ကပ်ဘေးတွေကြားမှာပို့ပြီးတော့မှအထိနာနေပါတော့တယ်ရေကြီးနေမှာကြားနေလို့မရပါဘူးအာရှရဲ့အဓိကစံအုပ်ကြီးတစ်ခုဖြစ်တဲ့ဗီယက်နမ်နိုင်ငံရဲ့မေခေါင်မြစ်ဝကျွန်းပေါ်ဒေသဟာမြစ်ထပ်ပန်းမှာဆယ်ရီဆောက်တာနဲ့ပင်လယ်မျက်နှာပြင်မြင့်တက်လာမှုကြောင့်ငံရည်တွေစိုက်ပျိုးမြေတဲ့စိတ်ဝင်လာတဲ့တံကိုအလူလဲခံနေရပါတယ်လူသားမောင်များစွာကိုကျွေးမွေးခဲ့တဲ့လေကွင်းတွေဟာအခုတော့စားငံပေါက်နေတဲ့ရွှွနှုတ်အိုင်တွေဖြစ်ကုန်ပါပြီစိုက်ပျိုးရေးပညာရှင်တွေကိုအိမ်မပြောအောင်ခြောက်လန့်နေတဲ့ချက်ကတော့2050ပြည့်နှစ်မှာကမ္ဘာလူဦးရေ10ဘီလီယံကိုကျွေးမွေးဖို့အတွက်2010ခုနှစ်ကထက်အစားအသောက်ကယ်လိုရီ65ရာခိုင်နှုန်းပို့ထုတ်လုပ်ဖို့လိုအပ်လာမှာဖြစ်ပြီးအဲဒီလိုအပ်ချက်ရဲ့အများစုကအာရှမှာပဲရှိနေတာပါဒါပေမဲ့အာရှမှာကရေကုန်နေပါပြီသင်္ချာနီးရတွဲကြည့်ရင်ကိုမကိုက်တော့ပါဘူးအခုချိန်မှာတင်ကမ္ဘာဆယ်ရေတောက်စိုက်ပျိုးရေး60ရာခိုင်နှုန်းဟာရေပြက်လက်မှုတံကိုပြင်းပြင်းထန်ထန်ခံနေရပြီးအဲ့ဒီထဲမှာတရုတ်အိန္ဒိယနဲ့တခြားအာရှရဲ့အဓိကစိုက်ပျိုးရေးဒေသတွေပါဝင်နေပါတယ်အစားအစာလိုအပ်ချက်ကများလာပြီးရေကနေလာတာကြောင့်ဒီကွာချက်ဟာညှက်စင်ပို့ပြီးကြီးမားလာနေပါတယ်ဆော်ဒီအာရေဗျလူချမ်းသာတဲ့နိုင်ငံချို့ကဆယ်စုနှစ်ကြီးမြေအောက်ရေတွေကိုတုံးဆွဲပြီးတဲ့နောက်2016မှာဂျုံစိုက်တာကိုလက်လျှော့လိုက်ပြီးအစားအသောက်တွေကိုပြင်ကနေအကုန်ဝယ်ယူတာသူတို့ရဲ့တုံးဆွဲမှုကိုတခြားနိုင်ငံတွေစီလွှဲပြောင်းလိုက်ကြပါတယ်ဒါပေမဲ့အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံတွေကအဲ့ဒီလိုမလုပ်နိုင်ပါဘူးသူတို့ကစင်းရဲလုံးသလိုလူဦးရေလည်းအများများလွန်းတာကြောင့်ရေတွေပြောက်ွယ်နေတဲ့ကြားကပဲကိုယ်အစားအစာကိုစိုက်ပျိုးနေရပါတယ်ပိုစရာကစနေမကြတဲ့ရေသွင်းစိုက်ပျိုးမှုတွေကြောင့်မြေစီလာတွေတဲ့စားတက်တွေစုပုံလာပြီးတချိန်ကမြေဩဇာကောင်းတဲ့လေကွင်းနေရာဘာမှစိုက်မရတဲ့ဒေကနာရပြင်းတွေဖြစ်ကုန်တာပါပဲမြေစီလာကိုယ်တိုင်ကတေဆုံးသွားတာမို့ရေပိုလောင်းယုံနဲ့ပြန်ပြေးလို့မရတော့ပါဘူး2030နဲ့2040ခုနှစ်တွေရောက်ရင်ရေသုံးဆွဲမှုပုံစံကိုကြီးကြီးမားမားမပြောင်းလဲနိုင်ဘူးဆိုရင်လူရေအတက်ကြခြင်းမှာအစားအသောက်ထုတ်လုပ်မှုကရပ်တန့်သွားပြီးအဆိုးရွားဆုံးဒေသတွေမှာအငတ်ဘေးတွေစိုက်ရလိမ့်မယ်လို့ပညာရှင်တွေကသတိပေးထားပါတယ်ရိတ်သိမ်းမှုတွေခဏခဏပျက်စီးလာတဲ့အခါမှာတောင်သူတွေမရှင်သန်နိုင်တော့ပဲလူငယ်တွေကပျက်စီးနေတဲ့ကြေးရွာတွေကိုစွန့်ခွာပြီးအလောက်ကန်မရှိတဲ့မြို့ကြီးတွေပေါ်ကိုအလုံးကြီးနဲ့တိုးဝင်လာကြပါတယ်ဒါလီကရာချီနဲ့ဒါကာလိုမြို့ကြီးတွေဟာလူရေတန်းနဲ့ချီပြီးပြည့်နေနေတဲ့ကြားကကျေးလက်မင်ဂရက်စ်တွေကိုထက်ကတလဲလဲလက်ခံနေရတော့အခြေခံအဆောက်အအုံတွေမခံနိုင်တော့ပဲရေပေးဝင်မှုနဲ့မိလာစနစ်တွေပြိုလဲကယောဂါတွေပြန့်နှံ့လာပါတယ်ဒါရီယာစီးပွားရေးကြောင့်ပြောင်းရွှေ့တာတွေမဟုတ်ပဲနေထိုင်လို့မရတော့တဲ့မြေကနေထွက်ပြေးလာရတဲ့ရာသီဥတုဒုက္ခတွေဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်မှာဆိုရင်ပင်လယ်တက်လာတာကြောင့်လူသားမောင်များစွာဒုက္ခတွေဖြစ်လာဖို့ရှိနေပြီးသူတို့ကိုဘယ်နိုင်ငံကမှလက်မခံချင်ကြပါဘူးလူငယ်ဦးရေအရေးများပြီးအလုံးမရှိဘိုင်ဟောင်းလောင်းဖြစ်နေတဲ့ခြေနေဟာအုံချောင်းမှုတွေဖြစ်လာဖို့အကောင်းဆုံးခြေနေပါအရေးသမိုင်းကိုကြည့်ရင်လေအစားအစာဈေးကြီးတာနဲ့တည်နှံပစ္စည်းတာတွေကအာရန်တွေဦးအရေးခင်းတွေကိုဖြစ်စေခဲ့တယ်လို့စီးရီးယားပြည်တွင်းစစ်ရဲ့နောက်ွယ်မှာလေ2009ခုနှစ်ကနေ2010အထိဖြစ်ခဲ့တဲ့ပြင်းထန်တဲ့မိုးခေါင်မှုကြောင့်လူရေဖိအားတွေပေါက်ကွဲခဲ့တာပါအာရှမှာအတိလောက်ထိပြိုလဲမှုမျိုးမတွေ့ရသေးပေမယ့်အကြောင်းရင်းတွေကတော့စုံနေပါလေလူချမ်းသာတွေကအရင်းမြစ်တွေကိုငွေနဲ့ဝယ်ပြီးကာကွယ်ထားနိုင်ပေမဲ့စင်းရဲသားတွေကတော့ငတ်မုံမှုနဲ့အမောင်တို့ကိုအရင်ဆုံးရင်ဆိုင်ရမှာပါဒီလိုမညီမျှမှုတွေနဲ့လူမျိုးရေးဘာသာရေးတင်းမာမှုတွေပေါင်းလိုက်မယ်ဆိုရင်အခြေအနေဟာအချိန်မရွေးပေါက်ကွဲသွားနိုင်တဲ့ရန်အိုးကြီးလိုဖြစ်နေပါတယ်နောက်ဆုံးတစ်ချက်ကတော့စွမ်းရင်ပါပဲအာရှစွမ်းရင်ပုံမှာလဲပတ်နေတာဖြစ်ပြီး2025ခုနှစ်မှာကမ္ဘာလျှက်စစ်သုံးစွဲမှုထောက်ပံ့ဟာအာရှကဖြစ်လာပါလိမ့်မယ်ဒါပေမဲ့လျှက်စစ်ကွန်ရက်တွေကအရန်ကိုအားနည်းနေပါတယ်2023တုန်းကပါကစ္စတန်မှာတနိုင်ငံလုံးအမောင်ကျသွားတာမျိုးဘိုးအာရှနိုင်ငံတွေမှာလျှက်စစ်ပြတ်တော့သွားတာမျိုးတွေဟာတတိပေးချက်တွေပါလူအများစုတတိမထားမိတာကစွမ်းရည်နဲ့ရေဟာခွဲခြားလို့မရဘူးဆိုတော့ပါပဲအပူစွမ်းရည်သောစက်ယုံတွေဟာစက်အေးခံဖို့ရေမြောင်များလိုအပ်ပြီးရေမရှိရင်စက်ယုံတွေရက်နေရပါတယ်အိန္ဒိယမှာဆိုရင်လည်းရေကြိုမရှိလို့ဓာတ်အားပေးစက်ယုံတွေရန်နာနေခဲ့ရတာကြောင့်လျှက်စစ်ပမာဏအမြောင်များဆုံးရှုံးခဲ့ပူပါတယ်ရေအားလျှက်စစ်ဆိုရင်လေမြေရည်နေတာနဲ့လျှက်စစ်မထွက်တော့ပါဘူး2020မှာတရုတ်နိုင်ငံစီချွန်ပြည်နယ်ဟာအပူလန်းကြောင့်ရေအားလျှက်စစ်ထပ်ပေါ်လောက်ကျဆင်းသွားပြီးစက်ယုံတွေပိတ်မြို့တွေကိုမီးကန့်တက်ခဲ့ရပါတယ်ဒါအတန်တရားဆိုးကြီးလိုပါပဲပိုပူလာလီလီလျှက်စစ်ပိုလိုလီလီဖြစ်ပေမဲ့ပိုပူလာလီလီစက်ယုံတွေကလျှက်စစ်ပိုမထုတ်နိုင်လီလီဖြစ်နေပါတယ်အကယ်၍ပြင်းထန်တဲ့မိုးခေါင်မှုတွေကြောင့်ရေမရှိလို့လျှက်စစ်မထုတ်နိုင်လျှက်စစ်မရှိလို့မြို့တွေကိုရေမတင်နိုင်စိုက်ပျိုးရေးမလုပ်နိုင်တဲ့အခြေအနေမျိုးဖြစ်လာရင်အရာအလုံးပြိုလဲသွားပါလိမ့်မယ်အာရှအခုဆိုရင်တော့လမ်းစုံလမ်းကွာမှာရောက်နေပါပြီရေအစားတောက်နဲ့စွမ်းအင်ဆိုတဲ့မန်နိုင်သုံးခုလုံးတပြိုင်နက်တည်းရိုင်းနေနေတာပါဒါစနစ်တကျပြိုလဲမှုရဲ့သဘောတဘာဝပါပဲအာရှတိုက်ကြီးဟာတကယ်ပြိုလဲသွားရင်အကျိုးဆက်တွေကကမ္ဘာနဲ့ပြန့်နှံ့သွားပါလိမ့်မယ်အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ရေအစားတောက်နဲ့စွမ်းအင်တွေရှားပါလာတဲ့အခါမှာဘာတွေဖြစ်လာမလဲကျွန်တော်တို့ခေတ်ရဲ့အရေးကြီးဆုံးဇာတ်လမ်းပါပဲအာရှဟာမြေကြီးတွေပေါ်မှာအင်ပါယာတွေတိစောက်ခဲ့ပေမဲ့အခုတော့အဲ့ဒီမြစ်တွေခန်းချောက်ပြီးအခြေခံတွေပြိုကျနေပါတယ်မိကုန်းကအကြက်တဲကတကယ်ရှိနေတာလားဆိုတာမဟုတ်ပါဘူးတကယ်ရှိနေတာပါ
မိကုံကနောက်ထပ်ဘာဖြစ်သွားမှလဲဆိုတာပါပဲအာရှဒီအခြေအနေကနေပြန်ရုံထွက်နိုင်မလားဒါမှမဟုတ်ကမ္ဘာလူကြီးအများဆုံးတိုက်ကြီးဖြည်းဖြည်းချင်းပြိုလဲသွားတာကိုပဲကျွန်တော်တို့ကြည့်ရတော့မှာလားကဲအဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်